intellektuellen Unrat zu befreien. အားလုံးပဲမင်္ဂလာပါခင်ဗျာ Radio Oglog ကနေကြိုဆိုပါရစေကျွန်တော်တို့ကစာအုပ်ဒီထဲမှာကဘာသစ်တွေကိုရှာဖွေလေးရှိကြပါတယ်ဒါပေမဲ့ဒုတိယကဘာစစ်ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဘုံတန်တွေတနက်တန်တွေကြားထဲမှာစာအုပ်တအုပ်ဟာလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်တယ်ဆိုတာကိုရောသင်ယုံကြည်ပါသလားဒီနေ့မှာတော့ကျွန်တော်ကစာဖတ်သူတွေတိုင်းရင်ထဲမှာတက်တက်လုံးဆွဲထင်ကြံရစ်စီမဲ့တပုတ်တိဆိုတဲ့ရုပ်ရှင်အကြောင်းကိုပြောပြပေးသွားမှာပါဒါဟာရိုးရှင်းရုပ်ရှင်တကားမဟုတ်ပဲစာပေရဲ့အင်အားနဲ့လူသားဆန်မှုအကြောင်းကိုဖော်ပြထားတဲ့အနုပညာလက်ရာတစ်ခုပဲဖြစ်ပါတယ်ဇလန်အစမှာတော့ကျွန်တော်တို့ဟာလီဆယ်ဆိုတဲ့ main ကလေးငယ်လေးကိုတွေ့ရမှာပါသူမဟာစစ်ပွဲရဲ့အနိဋ္ဌာယုံတွေကြောင့်သူမရဲ့မိသားစုနဲ့ခွဲခွာခဲ့ရပြီးဝေသားမိဘတွေစီကိုတောင်းနေရသူပါ။လမ်းမှာတင်သူမရဲ့မောင်လေးဟာအသက်ပြောက်ခဲ့ရပြီးတကြိုတဲ့နေရာမှာတင်နီဆယ်ဟာနှင်းတွေကြားထဲကစာအုပ်တအုပ်ကိုကောက်ရခဲ့ပါတယ်။ဒါဟာသူမရဲ့ပထမဆုံးခိုးယူခြင်းပါပဲ။ထူးဆန်းတာကအဲ့ဒီအချိန်မှာနီဆယ်ဟာစာတစ်လုံးမှမဖတ်တတ်သေးပါဘူး။ဒါပေမဲ့အဲ့ဒီစာအုပ်တွေဟာသူမအတွက်တော့ဆုံးရှုံးသွားတဲ့မိသားစုရဲ့တခုတည်းသောအမှတ်တရဖြစ်နေခဲ့ပါတယ်Yeah, my sunshine. Name was Vin. Come, have the surprise. It's very dark here. ။မွေးစားအဖေဟန်ဟူပါမန်းကတော့လီဆယ်ရဲ့ဘဝမှာအလင်းရောင်ပေးမဲ့သူဖြစ်လာပါတယ်။စာမဖတ်တလို့အဆက်ရနေတဲ့လီဆယ်ကိုသူတို့အိမ်ရဲ့မြေအောက်ခန်းထဲမှာစာလုံးပေါင်းတွေစတင်ပေးခဲ့ပါတယ်။နေရန်တွေပေါ်မှာစာလုံးတွေတစ်လုံးချင်းစီရေးရင်းနဲ့လီဆယ်ဟာစာပေရဲ့ကဘာထဲကိုတဖြည်းဖြည်းနှိမ့်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့အပြင်လောကမှာတော့နာဇီတွေဟာလူတွေရဲ့အတူရဲ့အခေါ်တွေကိုပိတ်ပင်မှုအတွက်စာအုပ်တွေကိုစုပုံပြီးမိရှုနေကြပါပြီလူတိုင်းကကြောက်လန့်ပြီးစာအုပ်တွေကိုဖျက်ဆီးနေချိန်မှာနီဆယ်ကတော့မီးပုံထဲကနေမလောင်မကျွမ်းသေးတဲ့စာအုပ်တို့ကိုရေရဲဝုံဝုံကယ်ထုတ်ခဲ့ပါတယ်လီဆယ်ရဲ့ဘဝတွေကိုနောက်ထပ်အလှည့်ပြောင်းတစ်ခုရောက်လာတာကတော့မတ်ဆိုတဲ့ဂျူအမျိုးသားလေးသူတို့အိမ်ရဲ့မြေရောက်ခန်းမှာလာရောက်ပုံအောင်တဲ့အချိန်ပါပဲစစ်ပွဲရဲ့ရက်စက်မှုတွေကြောင့်အပြင်ကိုထွက်ခွင့်မရှိတဲ့မတ်အစထရတ်လီဆယ်ဟာသူ့ရဲ့မျက်စိဖြစ်လာခဲ့ပါတယ်
ပြင်ပကဘာရဲ့အလှတရားတွေကိုလီဆယ်ကစာလုံးတွေနဲ့မတ်ကိုပြန်ပြောပြခဲ့တယ်လို့မတ်ကလည်းလီဆယ်ကိုကိုယ်ပိုင်စာအုပ်တွေရေးဖို့အားပေးခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့ကြားမှာရှိတဲ့တန်ရောစင်ဟာစာပေအပေါ်ခြေခံထားတာပါစကလုံးတွေဟာတက်ရှိတွေဖြစ်တယ်ဆိုတာကိုမတ်ကသူမကိုသင်ပေးခဲ့ပါတယ်ဖျားနာနေတဲ့မတ်ကိုလီဆယ်ကစာအုပ်တွေဖတ်ပြရင်းနဲ့အားပေးတဲ့အခန်းတွေဟာတကယ်ကိုရင်နှင်းစရာကောင်းပါတယ်ဒါပေမဲ့စစ်ပွဲဟာဘယ်သူ့ကိုမှညာတာလေးမရှိပါဘူး။တညမှာတော့သူတို့နေထိုင်တဲ့လမ်းလေးပေါ်ကိုဘုံတွေကြားရောက်ခဲ့ပါတယ်။ဒီဖြစ်ရက်မှာလီဆယ်တယောက်တည်းသာအသက်ရှင်ကျန်ရစ်ခဲ့ပြီးသူမချစ်ရတဲ့မွေးစားမိဘတွေနဲ့တငယ်ချင်းလူလီတို့ကိုဆုံးရှုံးခဲ့ရပါတယ်။သူမကိုတင်မင်းလက်ထဲကနေကယ်တင်လိုက်တာကတော့အဲ့ဒီအချိန်မှာသူမရေးနေတဲ့ The Body ဆိုတဲ့စာအုပ်လေးပါပဲ။ဒီရောက်ခန်းထဲမှာစာရေးနေရင်းနဲ့သူမဟာဘုံတန်ကနေလွတ်မြောက်ခဲ့တာပါ။ဒါဟာစာပေကသူမရဲ့အသက်ကိုဓာတ်ရိုက်ကယ်တင်လိုက်တဲ့အခိုက်အတန့်ပါပဲဇလန်အဆုံးမှာတော့လီဆယ်ဟာစာရေးဆရာမတယောက်ဖြစ်လာခဲ့ပြီးအသက်ကြီးတဲ့အထိပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်ဒီစကားကိုကြည့်ပြီးတဲ့အခါကျွန်တော်တို့သိလိုက်ရတာကလူတွေဟာပျက်စီးသွားနိုင်ပေမဲ့သူတို့ခြံထားခဲ့တဲ့စကားလုံးတွေနဲ့စာအုပ်တွေကတော့ဘယ်တော့မှမတည်ဆုံးဘူးဆိုတာပါပဲခမရတို့ရောခမရတို့ဘဝကိုပြောင်းလဲပြီးခဲ့တဲ့စာအုပ်တော့ရှိဘူးသလားရှိရင်ကွန်မန့်မှာပြောခဲ့ကြပါဦးအခုလိုမူဗီရီကတ်လေးတွေကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ Reading O'Blog Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခမရနောက်ထပ်စိတ်ဝင်စားသည့်စာပေနဲ့အကြောင်းအရာတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye Truth I truly know is that I am